ရေကြောက်ပေါက်ပြီးအမာရွက်တွေကြမ်းခဲ့မှာကိုစိုးရင်တဲ့သူတွေရှိလားရေကြောက်ကာကွယ်ဆေးဆိုတာရေကြောက်ရောဂါကိုဖြစ်စေတဲ့ varicella zoster virus ပိုးကိုကာကွယ်ပေးတဲ့ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်ရေကြောက်ကာကွယ်ဆေးကိုကလေးအသက်1နှစ်ပြည့်ရင်စတင်ထိုးနှံနိုင်ပြီးအသက်5နှစ်ပြည့်လို့ရှိရင်ဒုတိယအကြိမ်ထပ်မံထိုးနှံမှာဖြစ်ပါတယ်ရေကြောက်ကာကွယ်ဆေးကိုလူကြီးတွေမှာထိုးနှံမယ်ဆိုရင်ရောဂါမဖြစ်ဘူးတဲ့လူကာကွယ်ဆေးမထိုးခဲ့ဘူးတဲ့သူတွေမှာယခုတစ်ချိန်တစ်လခြားပြီးတစ်ချိန်စုစုပေါင်း2ချိန်ထိုးနှံမှာဖြစ်ပါတယ်ရေကြောက်ဖြစ်လို့ရှိရင်ထွက်ပေါ်လာတဲ့အရည်ကြီးဘူးလေးတွေကရားရံတဲ့ကြောင့်ကုတ်ဖဲမိမယ်ကုတ်ဖဲမိရနေဘက်တီးရီးယားပိုးတွေကဝင်ရောက်နိုင်ပါတယ်ကိုခန်းနေတဲ့ကလေးတွေမှာဆိုလို့ရှိရင်အဆုတ်ခဲခြင်းအုံနောက်ရောင်ခြင်းအစရှိတဲ့ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအထိဖြစ်ပွားနိုင်ပါတယ်အခုလိုမျိုးရေကြောက်ကာကွယ်ဆေးပြီးတခြားကာကွယ်ဆေးတွေအကြောင်းကိုသိချင်တယ်ဆိုရင်ကိုမမရှိရဲ့နေ့မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်